အားလုံးပဲမင်္ဂလာပါဗျာကျွန်တော် United Post TV ကနေပြန်လဲကြိုဆိုတော့ကဲကျွန်တော်တို့ January အပြောင်းရွှေ့ဈေးကွက်ကပိတ်တော့မယ် February လကအခုဆိုလို့ရှိရင်တရက်နေ့ကိုရောက်ရှိသွားပြီအင်္ဂါနေ့မနေ့နေ့လယ်လောက်ဆိုလို့ရှိရင် January အပြောင်းရွှေ့ဈေးကွက်ပိတ်ပြီ Manchester United ကဘာလုပ်မှာလဲအပြောင်းရွှေ့ဈေးကွက်မှာတယောက်မှလူမခေါ်တာကြီးကလုံးဝကိုမနေ့ကဖြစ်သွားမနေ့ကပွဲကန်သွားတဲ့ပွဲတွေပါ Chelsea တို့ Liverpool တို့နိုင်သွားပြီအခု4တွေ5တွေပြန်တက်သွားတယ် Okay နံပါတ်6ကျွန်တော်တို့ Fulham နဲ့တွေ့ရမယ်နိုင်မယ်လို့ပဲမျှော်လင့်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါပေမဲ့အခုကန်ရမယ်15ပွဲကြံတဲ့ပွဲတွေအကုန်လုံးပါ Manchester United ဒီလိုအခြေအနေမျိုးဖြစ်သွားရင်ဘယ်လိုလုပ်ကြမလဲကျွန်တော်ပြောတာအဲ့ဒီဟာကိုသူတို့ထဲ့မတွက်ဘူးလားသူတို့တကယ်ပဲလောင်းကစားလုပ်ပါလားအခုအချိန်မှာအချိန်ရှိတဲ့အချိန်မှာ January အပြောင်းရွှေ့ဈေးကွက်မှာအလဲတန်းတစ်ယောက်လောက်ကိုအားဖြည့်ရမယ်လူတွေအကုန်လုံးကလေသူတို့ Ineos ရဲ့လှည့်ကွက်ကြီးထဲမှာကောင်းကောင်းကြီးကိုဝင်သွားတာဗျာဒီ Arsenal နဲ့ Man City နဲ့ပွဲနဲ့ F1 ကလူတွေပြန်လာတာနဲ့အချိန်ကလေတကယ်ကွက်တီကိုလုံးဝကြတာ Manchester ကျွန်တော်တို့အသင်းကြီးကတကယ်ကိုလူတွေကိုမျိုးစုံလှည့်ပြားနိုင်တယ်နှစ်ပေါင်းများစွာရှိခဲ့ပြီကျွန်တော်တို့အလေတန်းကအားပြရမယ်ဒိုကူတန်ရရသွားလို့ဒိုကူနေရာမှာအစားထိုးရမယ်လူတွေကထင်နေတာဒိုကူနေရာမှာအစားထိုးစရာမလိုဘူးဗျာကျွန်တော်ခေါ်ခဲ့ပြီးွားပြီနွေရာသီပြောင်းရွှေ့တော့အဲ့နေရာအတွက်အဲ့နေရာအတွက်ရှေ့တန်းအားပြပြီးွားပြီကျွန်တော်နောက်နေရာနဲ့အားပြပြီးသွားပြီတကယ်တော့ကျွန်တော်တို့အားပြရမှာအလေတန်းနေရာလူတိုင်းသိတယ်လူတိုင်းသိတယ်ဆိုတော့အဲ့ဒါကိုပြန်ပြီးတော့မေ့သွားတာဘာလို့လဲဆိုတော့ကိုဘီမင်နူး effect လို့ကျွန်တော်ပြောချင်တယ်လူတွေအကုန်လုံးကရူဘီယန်မိုရင်လက်အောက်တော့ကိုဘီမင်နူးကိုသုံးလို့ရတယ်ကိုဘီမင်နူးမသုံးဘူးဂျေဆန်ဝေါကော့ကကိုဘီမင်နူးသုံးလို့ရတယ်ကိုဘီမင်နူးမသုံးဘူးရောင်းအောင်ပါမလို့ဒါပေမဲ့ကျွန်တော်အလဲတန်းလိုနေတယ်ကိုဘီမင်နူးသုံးလို့ရတာဖြစ်ဖြစ်သုံးလို့မရတာဖြစ်ဖြစ်ကျွန်တော်အလဲတန်းလိုတယ်ဆိုတော့လူတိုင်းသိတယ်ပြီးတော့ဒီကစားတဲ့ပုံစံမျိုးနေနဲ့ကဲနီးစနစ်ပိုင်းကိုကျွန်တော်မပြောဘူးဗျဒန်ယာရသွားတယ်ဒန်ယာမရဘူးလို့လူတွေအကုန်လုံးကပြောနေကြတယ်တပတ်တကာမလို့တပတ်တပွဲပဲရှိလို့ပွဲကမ်းမဲ့ပွဲကဘယ်လောက်မှမရှိတော့လို့သိကြလားကျွန်တော်ကဒိုကူကပါတော့တပတ်တပွဲမကန်တပတ်6ပွဲကန်နေရလို့လားဒိုကူဘာလို့တန်ရရသွားလဲအဲ့ဒါတော့မှလူငယ်ကစားသမားတော့18နှစ်ကစားသမားအဲ့ဒီကစားသမားတော့မှဘာလို့တန်ရရသွားလဲဘာလို့ဆိုကစားတဲ့ပုံစံကြောင်းမလို့ဗျဒိုကူတနေရာလဲမို့အဲ့ဒါကတကယ်တမ်းအလဲတန်းပို့ပြီးတော့ကြောက်ဖို့ကောင်းတယ်Michael Carrick ကအခုနာမည် low block နေနဲ့ counter attack နေနဲ့တွေ့လို့ရှိရင်အဲ့အလဲတန်းပို့ပြီး overload ဖြစ်မှာဆို Michael Carrick ကအရှိမကစားတတ်တာသူ့ရဲ့အဲ့ diamond shape တွေနဲ့အရှိမသူကဒီခွဲယူတွေနဲ့အရှိကိုလုံးဝဖိထားတဲ့အချိန်မျိုးမှာအနောက်ကို counter attack နဲ့ပြန်ပေါက်ပြီးအဲ့လိုမျိုးခွဲယူတွေကြားထဲမှာမတော်တဆနဲ့ဟိုဘက်ကပြန်ရပြီပြန်ပေါက်လို့ဘက်ကိုပြန်ဆွဲတဲ့အချိန်မျိုးမှာပြေးတဲ့အချိန်မျိုးမှာအနောက်ကိုပြန်လိုက်ကြတဲ့ဟာကအလဲတန်းကပို့ပြီးဒုက္ခရောက်မှာအဲ့အလဲတန်းမှာ2ယောက် neutral 2ယောက်ရှိတယ်အခုကတော့ Casemiro နဲ့ Mainu ကိုသူသုံးနေတာ neutral 2ယောက်အဲ့2ယောက်ကအသက်ကုန်ပြန်လိုက်ရမှာ Mainu ကအသက်ကုန်ပြန်လိုက်နိုင်လို့လား Ugarte နဲ့ရှင်လိုက်နေတော့မှာဗျာကျွန်တော်အသင်းမှာအဆင်မပြေဘူးဆိုတော့ Ugarte နဲ့ရှင်လိုက်နေတော့မှာ Mainu ကပြန်လိုက်နိုင်လားနောက်တစ်ယောက်က Casemiro ကတော့လိုက်နိုင်တယ်ပဲထားအောင်သူ့ရဲ့ခြေထောက်နဲ့မိနစ်60လောက်ဒီလောက်တကယ်ယုံနိုင်ပါလားအဲ့ဒီဟာတကယ်အလယ်တန်းကတကယ်ကိုလိုအပ်တယ်ဗျကျွန်တော်ပြောအခုလိုပဲဆိုတော့မနေ့က Chelsea နဲ့ Liverpool နဲ့နိုင်သွားပြီတမန်6နေအောင်ကျွန်တော် Manchester United ကရောက်သွားပြီကျွန်တော်တို့ထပ်ပြီးတော့အဲ့လိုမျိုးတပွဲနှစ်ပွဲလောက်တည်ကြလိုက်ရှုံးလိုက်နေဆိုလို့ရှိရင်ကျွန်တော်တို့ Champion League လုံးဝကိုမျောလန့်ချက်ကြီးอ่ะယူရိုဥရောပကိုလုံးဝလွတ်ရတော့အဲ့ဒါအသေးကြပဲအလယ်တန်းကတကယ်ကိုအစားထိုးရမယ်ဗျာသိလားအဲ့ဒါကိုအခုအချိန်ထိလှုပ်ရှားမှုမရှိသေးဘူးဒီနေ့ညတော့ဖူဝမ်နဲ့ကန်မယ်ဖူဝမ်နဲ့ပွဲမှာတကယ်ဗျသူတို့တခါလေးကျပြန်တွေးကြည့်ပြန်တော့လေအမှန်တရားပဲအမှန်တရားဆိုတာသူတို့ဒီစံနာပြမှာတို့ဘာလို့ကတခါတည်းကြလို့ရှိရင်လေတွန်းရမှာတကယ်ကိုတွန်းရမှာဂလေဆာတို့ကလူလေကြတာဗျာ Ineos ကလုံးဝအခု Michael Carrick ကျွန်တော်ပထမဖူဝမ်နဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာသူပြောသွားတဲ့စကားတွေမှာအများကြီးပါတာဗောနော်တခြားအကြောင်းတွေပါတယ်ကစားသမားတွေရဲ့စိတ်နေစိတ်ထားမျိုးတွေလည်းပါတယ်ဒဏ်ရာပြဿနာမျိုးတွေလည်းပါတယ်အကုန်လုံးပြောသွားတယ်မှာကျွန်တော်အနေနဲ့စိတ်ဝင်စားဆုံးကဒီအပြောင်းချေဈေးကွက်ဟိုသူပြောသွားတဲ့စကားပြောင်းချေဆိုတာသူပြောတော့ never say never လို့ပြောတာဗောဘယ်တော့မှနောက်ဆုံးအချိန်ကြီးတော့တို့ငါတို့မျှော်လင့်လို့ရပါတယ်ဒါပေမဲ့သူပြောနေတာရှင်းရှင်းလေးငါတို့အခြေအနေကောင်းတဲ့အခွင့်အရေးကောင်းတဲ့ကစားသမားတစ်ယောက်ပေါ်ထွက်လာမယ်ဆိုလို့ရှိရင်ဈေးပေါ်နဲ့ငါတို့ကလည်းလိုချင်တဲ့ကစားသမားတန်တဲ့ဈေးပေါ်တော့မဟုတ်ဘူးเนาะတန်ရတန်ကြီးနဲ့ငါတို့နဲ့ကိုက် Manchester United နဲ့တင့်လျော်နဲ့ငါတို့လိုချင်တဲ့ကစားသမားမျိုးပေါ်ထွက်လာမယ်ဆိုလို့ရှိရင်เนาะခေါ်မယ်ဆိုတဲ့စကားကိုထည့်ပြောသွားတာဒါဂျေဆန်ဝေါကော့ဆိုတဲ့စကားကိုသူအတိအကျကူးချပြီးတော့ပြောတဲ့အတိုင်းကိုပြောတာအဲ့တော့အဲ့လိုမျိုးငုတ်တုတ်ထိုင်နေတော့မှလားတကယ်ဘာမှထမလုပ်တော့ဘူးလားတကယ်ပဲထိုင်ပြီးတော့အဲ့ဒီတိုင်းပဲထိုင်စောင့်နေမှာလားမိုးပြိုကြတာယူထိုင်စောင့်တော့မှာလားကျွန်တော်ပြောတာလေအဲ့ဒီဟာကအဲ့ဒါကြောင့်မလို့လေဒီဟိုစန္ဒပြမဲ့ဇလန်းတွေဖြစ်တယ်ဆိုတာဘာလို့ဆိုတော့ဒါတွေကကျွန်တော်တို့ခဏမှိုင်းတိုက်တာဗျာဒီလားဒီဟာမျိုးတွေဖြစ်နေတာနှစ်ပေါင်းများစွာရှိခဲ့ပြီအသိဉာဏ်တကယ်ပြောတာကျွန်တော်အတွက်ကတော့မနေ့ကဇေယျမှာဖြစ်သွားတဲ့ပုံစံကိုမြင်လိုက်ရတဲ့အချိန်မှာလုံးဝကို
ဟို reality ကို check လုပ်လိုက်တယ်လို့ပဲတကယ် reality check လုပ်လိုက်တာပဲလူတွေကအကုန်လုံးကလေဒီ Arsenal နဲ့ Man City ပွဲကိုလုံးဝဟိုမှိုင်းတိုက်လိုက်တာတကယ်အချိန်ကောင်းလေးမှာအကုန်လုံးမှာ Brian Mbeumo တို့ပြန်ရောက်လာတယ် Afcon ကပြန်ရောက်လာAhmad တို့ပြန်ရောက်လာတယ်အချိန်ကောင်းလေးတကယ်ကိုချိန်ကောင်းမှိုင်းတိုက်လိုက်တာလူတွေအကုန်လုံးကသွားပြီဒီနေ့ည4-1နဲ့ပွဲရှုံးပါစေလို့ကျွန်တော်မျှော်လင့်တယ်ဖျားဆိုရှုံးပါစေလို့မျှော်လင့်တယ်အပေါ်အတိုင်းပွင့်လင်းလင်းကျွန်တော်ပြောပြတာဘာကြောင့်လဲဆိုတော့အတင်းကိုမရှုံးပါစေဆိုတာအတင်းမကောင်းတဲ့နေရာကိုရောက်စေကျွန်တော်မဟုတ်ဘူး reality check ဖြစ်ပါစေဆိုပြီးတော့စပြတယ်။ဘာအဲ့တော့မှခေါ်အမှဘာကြောင့်လိုအပ်နေလဲဆိုတာလူတွေသိရမှာဗျာတကယ်ပြောတာအလဲတန်းကြီးကဒီလိုအပ်နေတယ်ဒီအထူးသဖြင့်ဒီ ownership တွေသိရမှာဆိုအခုချိန်မှာသူတို့ဖင်လှုပ်နေပြီမယုံမရှိနဲ့ကျွန်တော်ပြောတာဒီနေ့မနေ့ဖင်လှုပ်နေပြီမနေ့က Liverpool 4-1နဲ့နိုင်သွား Chelsea 3-2နဲ့နိုင်သွားတဲ့ပွဲတွေမှာအပေါ်တက်သွားပြီဖင်လှုပ်နေငါတို့ဒီလိုမျိုးဖြစ်သွားပြီဆိုရင်ဘယ်လိုလုပ်မလဲအလဲတန်းမှာလိုအပ်နေတယ်ဟိုလုံနေတဲ့ပုံစံတွေကလေတကယ်ဗျထိုင်ဆောင်နေတဲ့ကောင်တွေအရင်တော့ဆိုရှင်စာချင်းပြောတာပါနီးချက်ပြောတာတော့တခုခုဖြစ်လိုက်လို့ရှိရင်ရုတ်တရက်ဆက်ပြီးတော့ကြောက်လန့်နဲ့ထပြီး panic ဖြစ်ပြီးတော့ထပြီးလုံတရက်တွေထလုံးလိုက်တဲ့ပုံနီးချက်လို့ပြောပြီးလို့ရှိရင် light switch and on and off အဲ့တော့ပြောရင်နီးချက်ကအဲ့ဒီစကားအခုချိန်မှာနီးချက်တော့မဟုတ်ဘူးငုတ်တုတ်ကိုထိုင်နေတာဘာမှကိုမလုပ်ဘာမှ no sense of emergency ဘာမှကို urgency လဲဘာမှကိုမရှိဘူးငုတ်တုတ်ကိုထိုင်နေတာတကယ်ပြရဆိုဟိုအခွင့်အရေးလေးပေါ်သူ့အလိုလိုလေးအော်တိုလေးပေါ်လာလို့ရှိရင်တော့ငါတို့လှုပ်လိုက်မှာပေါ်ဆိုတဲ့ပုံစံမျိုးဗျာကာလော့စ်ဘလဲပါ85တန်း Brighton ကိုနောက်5တန်းပစ်ပေးလိုက်ရအောင်ခေါ်လိုက်အခုချိန်မှာကျွန်တော်ပြောအဲ့တော့နေရာတီကြမှာလည်းမဟုတ်ဆိုတော့အခုချိန်နဲ့ရောပြီးတော့ကာဆီမီရိုနဲ့တွဲပြီးကစားလို့မရဘူးလားကာဆီမီရိုနဲ့ training တွေမှာတွဲပြီးကစားလို့မရဘူးလားကျွန်တော်ပြောနောက်တစ်ခုကျွန်တော်ပြောပြမယ်နော်အခုမနေ့ကထွက်လာတဲ့ article တစ်ခုကိုကျွန်တော်ပြောပြမယ် article တော့မဟုတ်ဘူးနော်မနေ့ကထွက်လာတဲ့ဟာ Manchester United ရဲ့အသင်းရဲ့ဝင်ငွေဗျမနေ့ကကျွန်တော်တို့2024-25မှာအကုန်လုံးဖြစ်ပျက်သွားတာအကုန်လုံးအတိပဲအဲ့ဒါတော့မှသူတို့ရဲ့ turnover rate က668တန်းရှိတယ်အသင်းတွေထဲမှာ Premier League အသင်းတွေမှာကမ္ဘာအသင်းတွေထဲမှာအများဆုံး turnover အသင်းဈေးအများဆုံးပတ်စံရ Manchester United ကအခုအချိန်ထိManchester United ကအခုအချိန်ထိအတင်းကြီးဆိုတာကျွန်တော်ညင်းလို့မရအောင်ထိပ်သီးအတင်းဆိုတာညင်းလို့မရအောင်ဒီ Arsenal တခြားဟို Liverpool တော့မဟုတ်ဘူး Chelsea တို့ဘလို့အမျိုးနိုင်ရာထားနေတာတော့မှကျွန်တော်တို့အသင်းရဲ့ဝင်ငွေကရှင်လို့မရအောင်အဲ့ဒီဝင်ငွေအကုန်လုံးကိုသူတို့သုံးထားတာ200ပဲရှိတယ်ဒီမှာရေးထားတာ200ပဲရှိတယ်1980တွေကကျွန်တော်တို့အသင်းကအခုချိန်မှာအဆိုးဆုံးမိနစ်ကဖြစ်ခဲ့တာချန်ပီဥရောပတွေလွတ်ခဲ့တယ်အများကြီးတွေလွတ်ခဲ့တယ်နေရာတွေအများကြီးအဲ့ဒါတော့မှဝင်ငွေက668တန်းရှိတယ်တန်း200ကျော်လွတ်ခဲ့ပေးသုံးထားတာအဲ့တော့ကျန်တဲ့တန်း400ကျော်ဘယ်ရောက်သွားလဲအခုချိန်မှာ Sergeant Radcliffe ဆိုတာလူတကယ် Ineos ဆိုတာတကယ်လူလေလောက်တာဗျဒီကောင်တစ်ခါတလေပြန်ပြီးတော့တွေးကြည့်ပြန်လို့ရှိရင်ဒီညတကယ်ဗျသူတို့ဟိုဖူဟန်ပွဲအကြိုမှာသူတို့ဟိုဆန္ဒပြမယ်လို့ဘာလို့ဆိုတာဒီကာဒီကာကြီးကဒီဆန္ဒမပြခင်မှာထွက်လာတာเนาะသူတို့ဆန္ဒပြမယ်ဆိုတဲ့သတင်းထွက်တဲ့အချိန်မှာသူတို့ပြောထားပြီးသားဒီ Manchester သူတို့ဆန္ဒပြရခြင်းအကြောင်းကလူတွေမမျှော်လင့်ထားတယ်မထင်ထားတဲ့တခုခုသူတို့ကရှိရဆိုပြီးတော့သူတို့ကပြောထားတယ်ဘာလဲဆိုမပြောသေးဘူးသူတို့ဆန္ဒပြတဲ့အချိန်မှာပြမယ်ဆိုပြီးပြောထားတယ်ဒီ article ကမနေ့ကဆန္ဒပြမယ်ဒီနေ့ညဆန္ဒပြမယ်ဒီနေ့မနေ့မှထွက်လာတာအဲ့တော့ဒီဟာကိုသူတို့ပြချင်တာလားကျွန်တော်တော့မသိဘူးဒါပေမဲ့ဒီဟာထွက်လာတဲ့အချိန်မှာဖက်ကြည့်လိုက်တာတိကြတယ်ဆိုတာဖက်ကြည့်စရာတော့မလိုပါဘူးဒီဈေးနှလုံးနဲ့ဒီလိုမျိုးဖြစ်တယ်ဆိုတာဈေးတွေကပတ်စံတွေကရှိနေတယ် okay သူတို့ဟိုဗာလဲ Wembley of the North New Trafford ကြီးကိုစောင့်မယ် okay အဲ့ဒါတွေအကုန်လုံးကလည်းတကယ်ညမယုံမရှိနဲ့အကျွေးနဲ့သွားမှာကျွန်တော်ဒီ financial ကိစ္စတော့သိမပြောချင်ဘူးဗျာဒါပေမဲ့ဒါတွေကလည်းအကျွေးနဲ့သွားမှာဘက်နေရနေပြီးတော့လုံးနေချီးမယ်ဒါတွေကအကျွေးတွေအဲ့ဒါတွေအကုန်လုံးဘယ်နေရာမှာတင်မလဲသိလားအဲ့ Glazer တွေ Ineos တွေအဲ့အကျွေးတွေအကုန်လုံး Manchester United အသင်းပေါ်မှာပြန်ပြီးထားမှာ Manchester United ရဲ့နာမည်အောက်ကနေပြီးဒီဟာတွေကအကျွေးယူမှာအဲ့တော့ဒီဟာတွေကအဲ့ Manchester United ရဲ့အောက်ကအကျွေးယူရရင်ဘယ်ကနေဆက်ကာမှာလဲ Manchester United ကပဲဆက်ကာမှာလေအဲ့တော့အရင်တိုင်းပဲသူတို့ပြန်လုံမှာအဲ့တော့အဲ့ဒါတွေကလုံမှာဒီအခုတန်း600မှာတန်း200 300ဆို400ကဘယ်ရောက်သွားတာလဲကျွန်တော်တို့ဟို January အစမှာတော့စမန်ညိုကိုဝယ်မယ်ဆိုတော့လို့တော့60တန်း60တောင်းချက်80လောက်ကထွက်လာမှာဆိုတော့ပတ်စံရှိရလေပတ်စံရှိပြီးသားလေအခုအဲ့တန်း80က Carlos Baleba က Brighton ကရောင်းမယ်လို့ပြောနေတာပဲ85တန်းလောက်နဲ့ဆိုလို့ရှိရင်မဝယ်ဘူးတကယ်စဉ်းစားလို့မရအောင်နောက်ဆုံးအခုကားတွေနောက်ဆုံးမှထွက်လာသူ့ရဲ့အရင်တော့ Middlesbrough ကအလဲတန်း Ethan Hickney တို့ပါလို့ခေါ်လိုက်တယောက်လောက်တော့ပရိသတ်ကိုကျင်တတ်အောင်အစာကျွေးချိုးတိတ်ခိုင်းနေတာတော့မဟုတ်ဘူးဒါပေမဲ့ဒီဒဏ်ရာရသွားလို့ရှိရင်ဘယ်လိုလုပ်မလဲတကယ်ပြောတာဒဏ်ရာရသွားသူတို့တွေလိုအပ်နေတယ်ဗျာတကယ်လိုအပ်နေကျွန်တော်ကတော့တကယ်အဲ့လိုပဲတွေးတယ်တကယ်အလဲတန်းက
တကယ်အားဖြည့်ရအောင်ပါဒီအာဆင်နယ်နဲ့မန်စီးတီးပွဲကတကယ်ကိုမှိုင်းတိုက်တာဗျာကျွန်တော်တကယ်ပြောတာတကယ်ကွက်တိအချိန်ကောင်းကြီးอ่ะသူတို့မှိုင်းတိုက်လို့အရန်ကောင်းတယ်တကယ်ပြောတာကျွန်တော်တော့မနေ့ကကျွန်တော်တို့အခုနောက်ဆုံးအခုအပြောင်းရွှေ့ဈေးကွက်တွေဘယ်သူလောက်ထားလဲဘယ်သူမှမရှိဘူးတိုဘီကိုလီယာလောက်ထားတယ်မနေ့ကဖြစ်တာတနေ့ကပေါ့နော်တနေ့ကသူတို့ပြောင်းထားတိုဘီကိုလီယာအန်ဒါ23ကတိုဘီကိုလီယာထုတ်ထားတယ်ပြီးသွားရင်ဂျိုးဟူကထုတ်ထားတယ်တိုဘီကိုလီယာနဲ့ဂျိုးဟူကိုကျွန်တော်ပြမယ်ဆိုလို့ရှိရင်အာတိုဘီကိုလီယာကတော့ Hot City ကို join သွားတယ်အလုံးနဲ့ငါးချလိုက်တယ် end of the season ရာသီကုန်တဲ့ဒီ6လငါးချလိုက်တယ်တိုဘီကိုလီယာကျွန်တော်တို့အကုန်လုံးသိတယ် Manchester United နဲ့ debut ပြီးသားအလဲတန်းမှာခဏဆော့တယ်အဲ့တော့အလဲတန်းကဒီလူငယ်ကစားသမားကိုငါးချလိုက်တယ်ဗျာပြီးတော့ဂျိုးဟူကအရှိတန်း under 23 Ruben Neves ရဲ့လက်အောက်မှာတော့ခဏ debut တပွဲရလိုက်တယ်ဒုတိယပိုင်းမှာခဏဝင်လိုက်တယ်ဒါပေမဲ့အဆင်မပြေဘူးအဲ့တော့ Clement ကိုရောင်းလိုက်တယ် Clement ကကြတော့ Championship အသင်းမှာရုန်းကန်နေရတယ်တန်းဆင်းရတော့မယ်အဲ့တော့ Division 1လောက်ထိဆင်းရတော့မယ်အဲ့တော့အဲ့အသင်းကိုခဏရောင်းလိုက်ပြီအပြီးဆိုရောင်းလိုက်တယ်စာချုပ်ချုပ်သွားတာက18လစာချုပ်တယ်တနေ့နဲ့6လစာချုပ်ချုပ်သွားတယ်အဲ့တရားပဲထွက်သေးတယ်နော်ပြီးတော့ Norwich City က Harry Ames လူဝင်ကစားသမားတွေထဲမှာဆိုလို့ရှိရင်စိတ်ဝင်စားဖို့ကောင်းတာ Harry Ames ကျွန်တော်တို့ ਨੇ အခုချိန်မှာဒိုကူဖြစ်သွားတဲ့ချိန်မှာ Harry Ames ကိုအကုန်လုံးပြန်ပြီးတော့အာယုံရောက်သွားတယ် Harry Ames ကသူတို့ပြန်ခေါ်မလားဆိုပြီးပြန်ရောက်သွားတယ် Harry Ames ကတကယ်လည်းခြေပေါ်တယ်ကစားသမားအဲ့လိုပုံစံမျိုးလူရှော့တို့လိုပုံစံမျိုးဆိုအကုန်လုံးသိတယ်အဲ့ level wing back ကခေါ်မလားဆိုတော့ Harry Ames ကမနေ့ကတရင်တွေထွက်တယ်မခေါ်ဘူးလို့ပြောတယ်တေးကြတယ်ရာသီကုန်တဲ့ထိထားတယ်ပြီးလည်းပြီးတော့ဒဏ်ရာရသွားတယ်မနေ့ညတရင်ဒဏ်ရာထွက်လာတယ် Harry Ames ကဒဏ်ရာရသွားတယ် training မှာဆိုပြီးတော့အချိန်ကြာထိစောင့်ဒဏ်ရာကတော်ကြာမယ်ပြောတယ်ရာသီကုန်လောက်ထိဖြစ်မယ်ပြောတယ် area မှာဆိုတော့သွားပြီဒီနေ့မှလည်း Norwich ကိုဒီနောက်ပိုင်းပေါ့နော်ဒီ6လမှာသူ Norwich မှာသူကစားလို့မရတော့တရားရသွားတယ်အဲ့တော့လူငယ်ကစားသမားတွေပဲရှိသေးတယ်ဗျာဘယ်သူမှမရှိတော့ဘူး Okay Marcus Rashford တရင်ထပ်ထွက်လာတယ်ဟာတာတကယ်ဟာတာတကယ်ကြီးလားကျွန်တော်ပြောတာRashford ကိုဝယ်မယ် Rashford ကိုဝယ်ရောင်းမယ် sorry ရောင်းမယ်ဆိုတော့ buy option နဲ့ Barcelona ကလူလေကြတယ် Rashford ကလည်း Barcelona ကိုပြောင်းနေတာအကုန်လုံးသိတယ်ကျွန်တော်တို့ buy နာနေတာလည်း Barcelona ကသိတယ်အဲ့တော့ Marcus Rashford ကိုသူတို့ကတန်း20လောက်တောင်မှမဝယ်နိုင်ဘူးဆိုပြီးတော့ပြောတယ်မဝယ်နိုင်ဘူးဆိုတာမပေးနိုင်ဘူးလို့ပြောရှင်းရှင်းလေးပြပြကဲမင်းတို့အဲ့လောက်လိုချင်လို့ရှိရင်ငါတို့ချိန်မှာချိန်မပေါ်တဲ့လူငယ်ကစားသမား22နှစ်မဂိုက်ဆိုင်တိုနဲ့လဲမလားအဲ့ဒါဆိုလို့ရှိရင်တော့ငါတို့လဲမယ်မဟုတ်လို့ရှိရင်တော့မင်းတို့ပြန်ခေါ်သွားလိုက် Marcus Rashford ကိုပြီးသွားလို့ရှိရင်မင်းတို့ contract ချုပ်တဲ့ကုန်တဲ့အထိမင်းတို့စာချုပ်တက်တန်းကုန်တဲ့အထိမင်းတို့ယူတာပြီးသွားစာချုပ်တက်တန်းကုန်သွားလို့ရှိရင်ငါတို့ရှိကိုဒီကောင်အလကားနဲ့ရောက်လာမှာအဲ့ကြလို့ရှိရင်ငါတို့ပေးတဲ့တန်ရန်တန်ကြီးတဲ့ဒီကောင်လာကနေယူပါလိမ့်မယ်အဲ့တော့ကိုရီကဒီကောင်ပြန်ခေါ်ပြီးသွားရင်ပေးထားတဲ့လာကအကြီးကြီးတွေကိုရီကပြန်ပေးအဲ့ဒါကိုမိုက်ကယ်ဂါရစ်က permanent job ရလို့ရှိရင်Marcus Rashford ကိုပြန်ခေါ်ခြင်းပါတယ်ဆိုပြီးတော့တရေကလည်းထွက်သေးတယ်တကယ်ပေါက်ရရတယ်အဲ့ဒါတွေကအမှန်ကန်လားဆိုတာတော့မသိဘူးပေါ့နော်ဒါပေမဲ့ပေါက်တက်ခဲ့ရတယ်ဗျာကျွန်တော်ပြောတာဒီကစားသမားကိုကျွန်တော်ပြန်ခေါ်ပေးလို့ရှိရင်ဗာလေဒီတပတ်ကို400 4သိန်းကြော်ပေါင်4သိန်းကြော်တပတ်ကိုပြန်ပေးပြီးတော့သူ့ကိုခေါ်ပေးလို့ရှိရင်ဒီပတ်စံတွေကဘယ်မှာဒီကောင်တွေမခေါ်တော့ဘူးလားကျွန်တော်အလဲတန်းအရေးကြီးတာဟာဒီ Marcus Rashford ကိုပြန်ခေါ်တကယ်အတင်းကတကယ်ပြငုတ်တို့ထိုင်နေတာသူတို့ထွက်နေတဲ့သတင်းတွေကဆန္ဒပြယုံနေမဟုတ်တော့ဘူးကျွန်တော်ဘုံမှာကျဲသိနေပြီကျွန်တော်ကတော့မြင်တယ်တကယ်ပေါက်တဲကြရတွေလုံနေတာတကယ်ပြောတာဗျာဟိုဒီအဲ့အာဆင်နယ်နဲ့ဟိုအသိရောမပြက်စီးဆိုတာစိတ်သက်တွေအဲ့လိုမျိုးတွေမဖြစ်စေချင်ဘူးဗျာဒီမှာဒီပွဲတွေကတကယ်ပြောတာဗျာဟိုတကယ်ပေါက်တက်ကြရလုံနေတကယ်ပြောတာကြည့်ရလို့ရှိရင်လေဟိုတကယ်စောက်ချိုးမပြေတာတွေပဲလုံနေတာမျက်စိတကယ်ပဲတလွဲတွေကြီးပဲအကုန်လုံးလုံနေတာတွေကဘယ်သူဟွိုင်းလန်ကိစ္စကတော့ထားလိုက်တော့အဲ့ဒါရှိတာပဲကျွန်တော်ပြောအပြောင်းရွှေ့တွေမှာရှိနေမှာဟွိုင်းလန်ကတော့ buy option နဲ့55တန်းနဲ့အခုကရမယ်ဒါပေမဲ့အဲ့ဒါလည်းအတိအကျမရသေးဘူးမတရားသေးဘူးတော့ဒီစကားကိုမပြောသေးဘူးဒါပေမဲ့တေချာဝိုင်းဗျာသူတို့ရဲ့ contract ထဲမှာပါတယ်စာချုပ်ထဲမှာပါတယ်အကယ်၍ Champion League ကိုသူတို့ဟိုအုပ်စုပွဲကနေတက်နိုင်မယ်ဆိုလို့ရှိရင်ဒီဟာကသူတို့ release ဒီ contract ထဲမှာပါတယ်ဒီဟာဝယ်ဖို့အသေးချာဖြစ်သွားပြီအဲ့တော့ Oiland က55တန်းလောက်နဲ့ရောက်သွားမယ်ဝယ်ထားတာကိုရီဝယ်ထားတာ85တန်းနဲ့ Manchester United တမိုင်းလောကမှာဝယ်ထားတာမှာနံပါတ်6ဈေးအကြီးဆုံးကစားသမားတစ်နှစ်ဝယ်တယ်နှစ်နှစ်ဝယ်တယ်နှစ်နှစ်လောက်ပဲ3လို့တော့မရဘူးပြန်ရောင်းရတော့55တန်းအရှုံးပေါ်ပြီးပြန်ရောင်းရတယ်ပေါက်တက်ကြရတယ်ပဲအကုန်ပေါက်တက်ကြရတယ်ပဲလုံနေတာဆန်ချိုဇလန်းနေရှိသေးတယ်အများကြီးဘာမှမလုပ်ဘူးငုတ်တုတ်ထိုင်နေတာတကယ်ဗျာတကယ်မနေ့ကဖြစ်သွားတာမြင်လို့ရှိရင်ပို့ပြီးတော့လေအနောက်ကိုဖိန်ကိုလေးဟိုမီးနဲ့ရှို့လိုက်တယ်လို့ပဲခံစားမိတယ်မနေ့ကလီဗာပူးနိုင်သွားတယ်ချယ်ဆီနိုင်တယ်ကိုရီနံပါတ်6ရောက်သွားတယ်အဲ့မှာကိုရီမတော်တဆတေးရလိုက်တယ်မတော်တဆရှုံးလိုက်ကြည့်လိုက်ဘယ်နေရာကိုကိုရီရောက်လို့ရောက်သွားမှန်းအောင်တိမှာမဟုတ်ဘူးအကောင်လုံးလုံးကကန့်နေပြီတကယ်သူတို့ဆန္ဒပြတာလေကျွန်တော်ပြောတာတခါလေးစိတ်ကလေတခါလေးကြာမင်းတို့အတင်းအောင်သူတို့ပြောဆန္ဒပြလို့သူတို့ထိခိုက်သွားမယ်တကယ်တည်းညပြန်စဉ်းစားကြည့်လို့ရှိရင်ဒီ
ပိုင်ရှင်တွေလုံနေတာတွေအကုန်လုံးကတကယ်ဆောက်တလဲတွေဘာလုံမှာလဲအလဲတန်းကအခုချိန်မှာအဲ့ကားလုစ်ဘလဲပါဝယ်သင့်နေဗျာတိလားကားလုစ်ဘလဲကဖြည့်သင့်တယ်ဒီဟာက9 တန်း6 တန်းလောက်ပို့ပေးနောက်ဆုံး10 တန်းလောက်ပို့ပေးလိုက်ဒါတွေကိုဘယ်သူမှလေအရင်တော့ဆန်ချိုတို့ကိုရုတ်တရက်ခေါ်မျိုးတွေဘရူနိုဖာနန်ဒက်စ်ကိုခေါ်တာမျိုးတွေကျွန်တော်တို့ပြောတာမဟုတ်ဗျာတွေ့တယ်လားဘရူနိုဖာနန်ဒက်စ်ကိုခေါ်တာမှတ်မိတယ်မှာဘာလို့ဆိုဘရူနိုဖာနန်ဒက်စ်က6 နှစ်ပြည့်သွားပြီဟိုဒီအခုဆိုလို့ရှိရင်ကျွန်တော်တို့ခေါ်ခဲ့တာပေါ်ပေါ်ပါနဲ့မက်တော်မနီနဲ့ဒန်ယာရတော့မှဘရူနိုဖာနန်ဒက်စ်ကိုကောက်ခေါ်တယ်အဲ့မတိုင်ခင်နွေရာသီတော့ဈေးပေါပေါနဲ့ခေါ်လို့ရတော့မခေါ်ဘူးဘာဖြစ်လို့လဲဆိုတော့ဘရူနိုဖာနက်ဆိုသူတို့မကြိုက်ဘူးဆိုတာက press rover ကြောင့်မလို့သူ့ဘောလုံးထိတွေဘောလုံးပြတ်တာအရင်များလို့ဘောလုံး scale အဲ့လောက်မကောင်းလို့ဆိုပြီးတော့သူတို့အဲ့တော့မခေါ်ဘူးလှည့်ထွက်လို့ရှိရင်ဘောလုံးကပြတ်တာများတယ်အဲ့တော့ press rover မဟုတ်လို့ဆိုပြီးမခေါ်ဘူးရဲ့နဲ့နေရာဒီမှာအဲ့လိုဖြစ်ပြီးလဲပြီးရောဘာလုပ်လဲဒီ Scott McTominay နဲ့ပေါ်ပါနဲ့ဒါဟို January မှာဒန်ယာလဲ2 ယောက်လည်းရောက်အောင်အဲ့မှာ Bruno Fernandes ကိုဈေးကြီးပေးပြီးအသေးအတန်းတွေပြန်ခေါ်တယ်အဲ့လိုမျိုးကြီးတော့ပြောတာအကြီးအဲ့လိုမျိုးတွေခေါ်စရာလိုတယ်လို့မပြောဘူးဒါပေမဲ့တယောက်ယောက်အခုချိန်မှာအကုန်လုံးပြစ်မှတ်ထားနေကားလို့ဆိုလဲပါတော့9 တန်းလောက်ပို့ပေးရမယ်ဟာကိုမခေါ်ဘူးပတ်စံလည်းမရှိတာမဟုတ်ဘူးစပယ်ညိုတို့တော့မှဒီလောက်ပေးဆိုပြီးခေါ်တာဈေးပတ်စံမရှိတာမဟုတ်ဘူးဒီကောင်လေးမဟုတ်တော့ဘူးဗျာလုံနေတာတွေအကုန်လုံးတကယ်ပြောတာဆန္ဒပြယုံနေမဟုတ်တော့ဘူးဘုံမှာတကယ်ကျဲတင်တာဗျာတကယ်ပြောတာဘာမှဒီဖိုအန်နဲ့ပွဲကလည်းပြောလည်းမပြောချင်ဘူးဗျာဒီလားဖိုအန်နဲ့ပွဲကလည်းတကယ်ပြောတာမှိုင်းတိုက်သွားမှာတကယ်ပြောတာမှိုင်းတိုက်သွားမှာဒါလေးတွေကနိုင်တယ်ငါတို့နိုင်တယ်အဆင်ပြေပါတယ်ပြဿနာမရှိဘူးလေပြီးတော့အခုချိန်မှာလှုပ်လို့ရတဲ့အချိန်မှာမလှုပ်ဘူးအဲ့ဒါတွေအကုန်လုံးတခုခုဒီနောက်ဘာမှလှုပ်လို့မရတဲ့အချိန်မှာစပြီးဖြစ်လာလို့ရှိရင်ဘာမှလဲ backup plan ဟိုးတကယ်ပြောတာသူတို့ကဒါမုံလုံးစက်ကူကတ်ဘလုံးဝဒီဟာကအကုန်လုံးမေ့နေတာမေ့သွားတာဗျတကယ်ပြပြိတ္တတွေမှာတချို့တွေကမေ့သွားတာဒါလေးတွေကဟိုလိုသွားပြီးပြစ်ပုံချလိုက်ကစားသမားတွေပြစ်ပုံချလိုက်ဒီကစားသမားပြစ်ပုံချလိုက်ဒီနီးပြပြစ်ပုံချလိုက်ဒါပြစ်ပုံချလိုက်ဒီဟာပြစ်ပုံချလိုက်တကယ်တမ်းကျတော့ငုတ်တုတ်ထိုင်နေပြီးတော့ဘာမှမလုပ်ဘူးအရင်တော့လည်းဒီတိုင်းပဲငုတ်တုတ်ထိုင်ပြီးဘာမှမသေးချာဆုံးဖြတ်ချက်ဆိုတာမရှိဘူးပြီးတခုခုကြာလို့ရှိရင်ရုတ်တရက်ထပြီးတော့ဝုန်းတိုင်းနေထကျင်းပြီးဆောက်တလွဲတွေလို့ထုံးစံပဲအဲ့ဒါမှ United ဒီရနေဟာကဲဒီနေ့ညပွဲကအခြေအနေကတကယ်စိတ်ဝင်စားတယ်ဗျစိတ်ကလေဟိုမကောင်းတဲ့စိတ်ကတကယ်ဝင်လာတာဒီအသေးကိုအားပေးရတာတစ်ချက်ဒီနေ့ညပွဲ